2025 ခုနှစ်အတွက် Zepsan ရဲ့ဟော်ဂိမ်းများဝါရောင်ရည်ပြားခက်ပြပြဦးကောင်းနေနဲ့ Springfield မြို့ကလူတွေကအနာဂတ်ကိုသိနေတယ်ဆိုရင်တင်ယုံပါမလား Zepsan ဇလန်းတွေတွေကအနာဂတ်ကိုခံမှန်းတဲ့နေရာမှာထူးခြားတဲ့စွမ်းရည်တွေရှိတယ်ဆိုတာနှစ်ပေါင်းများစွာကတည်းကသက်သေပြခဲ့ပါတယ်နိုင်ငံရေးပြောင်းလဲတွေဤပညာတိုးတက်မှုတွေကနေကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်တွေအထိအရာအလုံးကိုထင်ရှားစွာခံမှန်းနိုင်ခဲ့ပါတယ်ဒီလိုထူးခြားတဲ့ဖြစ်ရပ်တွေကတိုက်ဆိုင်မှုတက်တက်လားဒါမှမဟုတ်လျှို့ဝှက်စမ်းကြတဲ့အမှန်တရားတစ်ခုလားဒီဗီဒီယိုလေးထဲမှာတော့ Zepsan ဇလန်းတွေရဲ့2025 ခုနှစ်နဲ့ပတ်သက်ပြီးထူးခြားတဲ့ခံမှန်းချက်တွေကိုလေ့လာပြီးတော့အံ့အားသင့်စရာကောင်းတဲ့ဖြစ်ရပ်တွေကိုဖော်ထုတ်သွားမှာပါတဘာဝဘေးရန်ဒီရဲ့ကြီးများအကြောင်း2009ခုနှစ်ကထွက်ခဲ့တဲ့ Zepsan ရုပ်ရှင်ကိုကြည့်ဘူးတဲ့သူတွေဆိုရင်မှတ်မိကြမှာပါ Springfield မြို့ဟာအေယာမအမိုးကြီးတစ်ခုအောက်မှာပိတ်မိသွားတဲ့အကြောင်းပါ။ဘာကြောင့်လဲဆိုတော့မြို့ရဲ့ညဉ့်ညမ်းမှုတွေကအရန်ကိုဆိုးရွားလွန်းလို့အစိုးရကအလွန်ပြင်းထန်တဲ့အရေးယူမှုတွေလှုပ်ဆောင်ခဲ့ရလို့ပါ။ပြောရမယ်ဆိုရင်ယုံမှာမဟုတ်ပါဘူး။ဒီနေ့ခေတ်ကဘာကြီးရဲ့အခြေအနေကိုလည်းကြည့်လိုက်ပါဦး။စံကျင်တဲ့အပူလိုင်းတွေရေကြီးမှုတွေနဲ့တောမီတွေကအရင်ကတက်ပို့ပြီးမကြာခဏဖြစ်နေပါတယ်။ရာသီဥတုပြောင်းလဲမှုကဇာရဲဘော်ကတီယိုရီတစ်ခုလောက်ပဲမဟုတ်တော့ပါဘူး။ကိုယ်တိုင်ကြုံတွေ့ခံစားရတာပါ။အခုတော့မှဒီဗီဒီယိုကိုအင်ဂျီချိုရက်ခတ်ပြီးတော့ဖန်တီးနေတာဖြစ်ပါတယ်။ငယ်ဘူကလည်းပုံမီးရလည်းပြက်နေလို့ပါ။တကယ်မေကုန်းကမြို့တွေရှင်တန်ဖို့အတွက်အမိုးတွေလိုအပ်နေတဲ့အနာဂတ်စီကိုကျွန်တော်တို့ဦးတည်နေကြတာလားမဖြစ်ပါစေနဲ့လို့မျှော်လင့်ပါတယ်ဒါပေမဲ့ Zepsan တွေကဒီကိစ္စကိုအစကတည်းကတတိပေးထားခဲ့ပါပြီအခုလေသူတို့တတိပေးထားတဲ့အတိုင်းဖြစ်ပျက်နေခဲ့ပါတယ်မိုးပြန်ကားတွေကအမြဲတမ်းအနာဂတ်ဆန်တဲ့စိတ်ကူးရင်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ Zepsan တွေကကျွန်တော်တို့မှာအဲ့ဒါတွေကိုအမှန်တကယ်ဖြစ်အောင်လုပ်နိုင်တဲ့ဤပညာမရှိခင်ကတည်းကအပိုင်းများစွာမှာပြသခဲ့ပါတယ်ဒီနေ့ကိုအမြန်ကျော်လိုက်ရင်ဘာတွေဖြစ်မလဲခံမှန်းကြည့်ပါကုမ္ပဏီတွေကမိုးပြန်ကားတွေကိုတကယ်ကိုစမ်းသပ်နေကြပါတယ်မိုးပြန်ကားတွေကိုစူးစမ်းထုတ်လုပ်တဲ့မျက်နှာသစ်ကုမ္ပဏီတွေထွက်ပေါ်လာသလိုဟွန်ဒိုင်းကထုတ်တဲ့မိုးပြန်ကားတွေနဲ့လေကြောင်းတက္ကစီဆွဲမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့2025မှာအမှန်ပြန်တန်းနိုင်မှာမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိမှာလည်းစမ်းသပ်နေတဲ့မိုးပြန်ကားတွေကိုဝေးမှတွေ့နေကြတာပါ။ဒါကြောင့် Zepsan တဲကလို့ဖြစ်လာဖို့တိတ်တော့မလိုတော့ပါဘူး။အင်္ဂါဂျိုကိုကိုလိုနီပြုတ်ခြင်းတင်းတို့ရဲ့အိတ်တွေကိုဆွဲပြီးတော့အင်္ဂါဂျိုကိုပြောင်းရွှေ့ဖို့စဉ်းစားဖို့ပါသလား။ Zepsan တွေကအရင်တော့ထုတ်လွှင့်ခဲ့တဲ့အပိုင်းတစ်ခုမှာလုပ်ခဲ့ပါတယ်။ဇက်ကောင်လီစာအနီရောင်ဂျိုကိုကိုလိုနီပြုတ်ဖို့မစ်ရှင်တစ်ခုမှာပါဝင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစိတ်ကူးရင်စရာကောင်းတဲ့အကြံတစ်ခုလို့ထင်ရပေမဲ့အခုတော့ဟုတ်မနေပါဘူး။ SpaceX နဲ့ NASA တို့ဟာလူသားတွေကိုအင်္ဂါဂျိုကိုပို့ဖို့အစီအစဉ်တွေနဲ့လှုပ်ဆောင်နေပြီး Elon Musk ကအချိန်တစ်ခုသာလိုတယ်လို့တော့အမြဲပြောနေပါတယ်။2025ကအင်္ဂါဂျိုကိုလိုနီစီကိုပထမဆုံးခြေလှမ်းကြီးလှမ်းနိုင်တဲ့နှစ်ဖြစ်လာမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ Zepsan ကမှန်တယ်ဆိုရင်အကာသတင်မှာနေထိုင်ရတာကိုသဘောကျအောင်လုပ်တင်ပါတယ်။တချင်းတွေနဲ့စိတ်ကိုထိန်းချုပ်ခြင်းဇက်ကောင်ဘတ်ဟာယောက်ျားလေးဆိုတော့ဖွဲတစ်ခုမှာပါဝင်ပြီးတော့တချင်းတွေနဲ့စစ်စီဆိုင်ရာလျှို့ဝှက်မက်ဆေ့ချ်ပေးခဲ့တဲ့ Zepsan ပိုင်းတစ်ပိုင်းရှိခဲ့ပူပါတယ်။ကြားရတာရည်စရာကောင်းပေမဲ့တကယ်တော့ရည်စရာမကောင်းပါဘူး။အပြင်မှာလည်းဒီလိုကိစ္စတွေတကယ်ရှိနေလို့ပါ။ဂီတရဲ့လွှမ်းမိုးနိုင်မှုကအစွမ်းကြီးပါတယ်။မယုံရင်ကေဘော့ကိုပဲကြည့်ကြည့်ပါ။ဒီအစွမ်းကိုသိတဲ့သူတွေကအခုဆိုရင်တချင်းတွေနဲ့လူတွေကိုထိန်းချုပ်ဖို့ကြိုးစားလာပါတယ်။ကေဆက်ဆက်မှာလည်းဝါဒဖြန့်တချင်းတွေရှိခဲ့ပူပါတယ်။တချင်းတွေကစိတ်တက်ကြွစေတယ်လို့တချင်းတွေကပဲအယူလဲသွားစေနေတာပါ။ Zepsan ရဲ့ဘိုင်းမှာတော့တချင်းကလူကိုစိတ်ညှို့လိုက်တယ်လို့ဖြစ်သွားပါတယ်။လက်ရှိမှာတော့အဲ့ဒီအခြေအနေတွေမရောက်သေးပါဘူး။ဒါပေမဲ့တိတ်မကြခင်မှာမရောက်လာဘူးလို့တော့မပြောနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် Zepsan ရဲ့ခံမှန်းချက်တွေကမှန်နေတက်လို့ပါ။ VR လိုကြုံသုံးဆွဲခြင်း Zepsan ရဲ့ပိုင်းများစွာထဲမှာဇက်ကောင်တွေက viral ကဘာတွေထဲမှာလုံးဝပျောက်ဆုံးသွားတာကိုပြသခဲ့ပါတယ်။တခါတရံမှာစစ်မှန်ဆိုတာကိုမေးသွားတဲ့အထိပါ။အဲ့ဒီပိုင်းလွှင့်တဲ့ချိန်တော့ကအထူးဆန်းကိစ္စလိုမျိုးမြင်မိကြမှာပါ။ဒါပေမဲ့လက်ရှိမှာတော့ဒီကိစ္စမျိုးကတိတ်တော့မထူးဆန်းတော့ပါဘူး။ VR ကောင်းဆိုတွေကပို့ပြီးတော့အဆင့်မြင့်လာပြီး Meta နဲ့ Apple လိုကုမ္ပဏီတွေက digital အနာဂတ်ကိုတွန်းအားပေးနေတာကြောင့်လူသားတွေလည်း virtual နေရာတွေထဲမှာနေထိုင်ဖို့အရင်ကတက်ပို့ပြီးနှီးစက်လာနေပါတယ်။မိပြက်လိုတိုင်ပတ်နေတဲ့ကျွန်တော်တို့ကတော့ဒီစင်းထဲမှာမပါသေးပါဘူး။တချို့သူတွေအတွက်ကတော့ VR မှာဂိမ်းကစားတာလူမှုဆက်ဆံရေးလုပ်တာအလုပ်လုပ်တာတွေကပုံမှန်ဖြစ်လာနေပါတယ်။ဒါပေမဲ့အဓိကမိကုန်းကလူတွေကအစစ်မှန်ကဘာတက် virtual ကဘာကိုပို့ပြီးတော့နှိမ့်သက်တဲ့အခါမှာဘာဖြစ်သွားမလဲဆိုတော့ပါ2025ကဒီအပြောင်းလေးတွေရောက်တဲ့နေ့ဖြစ်လာမလား Zepsan ကမှန်နေဆိုရင်အစစ်မှန်ကဘာမှာခြေတစ်ဖက်ခြံထားခဲ့ဖို့တတိပေးရတော့မှာပါ Hologram ဆက်သွယ်ဖုန်းလေးခေါ်လိုက်တာနဲ့ရောင်ကြီးလေးထွက်လာပြီးတစ်ဖက်လူရဲ့ပုံရိပ်ကိုသုံးဘက်မြင်နေတဲ့လေထဲမှာဖန်တီးလိုက်ပါတယ်ဒီနည်းပညာကအခုမှအားကောင်းခါစားရှိပါသေးတယ်ဒါပေမဲ့ Zepsan တွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကခံမှန်းပေးထားခဲ့ပါတယ်ပြီးတော့ဘာတွေဖြစ်မလဲခံမှန်းကြည့်ပါအခုဆိုရင်ကုမ္ပဏီတွေက hologram ဖုန်းခေါ်ဆိုမှုတွေပြောပြပွဲတွေနဲ့ AI ကထုတ်လုပ်တဲ့ hologram လက်ထောက်တွေကိုတီထွင်နေကြပါပြီမျက်နှာပြင်ကိုစိုက်ကြည့်မယ်ဆို 3D ပုံရိပ်ဖြစ်တဲ့ FaceTime လောက်တာကိုမြင်အောင်ကြည့်လိုက်ပါခန့်မှန်းပိုက်ပေးလို့ခန်းစားရမှာဖြစ်ပါတယ် AI နဲ့ hologram နည်းပညာတွေအလင်းမြန်တိုးတက်လာတာနဲ့မျှ2025ကပုံမှန်ဗီဒီယိုခေါ်ဆိုမှုတွေကိုနှုတ်ဆက်ပြီး hologram ပုံနဲ့စကားပြောဆိုမှုတွေစတင်တဲ့နှစ်ဖြစ်လာနိုင်ပါတယ် Zepsan တွေကအဲ့ဒါကိုမြင်ခဲ့ပြီးသားပါပြေပြိုးမဲ့စွမ်းရည်စင်ခေါ်မှုများပြေပြိုးမြဲစွမ်းရည်ဆိုတာတဘာဝပတ်ဝန်းကျင်ထိခိုက်မှုနေပါပါတယ်ဥပမာအားဖြင့်ဆိုလာလေအားရေအားစသဖြင့်နဲ့လျှက်စစ်ထုတ်လုပ်တာပါဒါပေမဲ့တကယ်တမ်းမှာတော့ကဘာကြီးကစွမ်းရည်အတွက်လောင်စာတွေကိုမိခိုနေရပါတယ်အဲ့ဒီအတွက်လည်းဘေးထွက်ဆိုးကျိုးတွေများလာနေတာပါအဲ့ဒါကြောင့်လောင်စာစွမ်းရည်မိခိုမှုကိုလျှော့ချပြီးပြေပြိုးမြဲစွမ်းရည်ဘက်ကိုပြန်လှည့်နေကြပါတယ်ဒါပေမဲ့ကိစ္စတွေကထင်သလောက်မရွှေ့ရှင်းပါဘူးပြေပြိုးမြဲစွမ်းရည်စီမံကိန်းတစ်ခုအောင်မြင်မဲ့ကြတဲ့အနောက်ရှက်တွေကရှိနေပါတယ်ဘာဖြစ်လို့လဲဆိုရင်လောင်စာစွမ်းရည်ကိုချုပ်ကန်ပြီးကဘာကြီးကိုခြေလှယ်ခြင်းတဲ့သူတွေရှိနေလို့ပါ
Substance တွေထဲမှာလေ Mr. Bang ကသူ့ရဲ့ဓာတ်အားပေးစက်ရုံကိုမိခိုနေရဖို့ Springfield မြို့ကိုနေအောင်လုံးဝမရအောင်ပိတ်ပစ်ခဲ့ပါတယ်။အကြောင်းအရာအသေးစိတ်မတူပေမဲ့စွမ်းရည်ကိုချုပ်ကန်ပြီးချဲလဲဖို့ကြိုးစားတဲ့သဘောကတော့အတူတူပါပဲ။ဒါကိုလည်း Substance ကကြိုတင်ခံမှန်းပြီးသားပါ။ AI စက်ရုပ်တွေကအုပ်ချုပ်ခြင်းဒီကိစ္စကလည်းအရင်တော့ကဆိုရင်ထူးဆန်းနေမှာပါ။အခုချိန်မှာတော့ဘလို့ဖြစ်လာပြီလဲဆိုတော့အားလုံးရဲ့အမြင်ပါပဲ။ဒီကိစ္စကိုလည်း Substance ကဟိုးရင်ကလေးကခံမှန်းထားခဲ့ပါတယ်။ AI ကြောင့်အလောက်ကန်အခွင့်အလမ်းတွေမှာချိန်ချောက်မှုတွေရှိလာတာတော့အမှန်ပါပဲ။နောက်ပြီးတော့2025က AI တွေရဲ့ခုနှစ်ဖြစ်လိမ့်မယ်လို့ခံမှန်းထားပါတယ်။နှစ်ကုန်ရင်ဘလို့ချင်းနေရှိမလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ Ivanka Trump ကတမရဖြစ်နေရွေးကောက်ပွဲဝင်ခြင်းဒီအချက်ကတော့နည်းနည်းသေးစိတ်ဆန်ပါတယ်။ Substance ပိုင်းတစ်ခုတည်းမှာ Trump တမရဖြစ်လာပြီးနောက်ပိုင်းဇနီးတဲ့ Ivanka Trump ကရွေးကောက်ပွဲဝင်ပြန်ခဲ့တယ်လို့ဇလန်းဖန်တီးထားတာပါ။လက်ရှိမှာ Trump ကဒုတိယချိန်နဲ့တမရပြန်ဖြစ်နေတယ်ဆိုတော့အားလုံးသိမှာပါ။ဒီကြားထဲမှာသူတခုခုဖြစ်ခဲ့ပြီး Ivanka ကိုနိုင်ငံရေးစင်မြင့်တွေမှာတွေ့လာရမလားစိတ်ဝင်စားစရာပါ။အမျိုးသမီးတမရကဦးဆောင်ခြင်းဒီအချက်ကလည်းရှေ့မှာပြောပြခဲ့တာနဲ့ဆက်ဆက်နေပါတယ်။ The Substance တွေရဲ့အကြော်ကြားသောခံမှန်းချက်တွေထဲမှာတစ်ခုကတော့အစိုးရဖွဲ့ပြိုလဲပြီးတဲ့နောက်မှာအမျိုးသမီးတမရကတာဝန်ယူတာပါ။ Substance ရဲ့အပိုင်းမှာလီဆာကတမရဖြစ်လာပြီးသူ့ရဲ့ရှိလူစီကနေဗန်နိုင်းရှိုးတို့တစ်ခုကိုအမွေဆက်ခံခဲ့ရတယ်လို့တော့ပြောထားပါတယ်။ဒီနေရာမှာတော့တစ်ခုရှိပါတယ်။ Ivanka လည်းဖြစ်နေတယ်လို့ Trump ကိုအရှုံးပေးခဲ့တဲ့ Kamala Harris ကလည်းဖြစ်နိုင်ခြေရှိပါတယ်။ Substance ရဲ့ခံမှန်းချက်တွေမှန်ကန်လာအောင်တော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Smartwatch တွေနဲ့ဝတ်ဆင်နိုင်တဲ့နည်းပညာတွေတိုးတက်လာခြင်း90ခုနှစ်တွေတုန်းမှာThe Substance တွေရဲ့ဇက်ကောင်တွေကစက်သွေးလုံနိုင်တဲ့သတင်းချက်လက်တွေကိုရယူနိုင်တဲ့ပစ္စည်းကိရိယာတွေကိုထိန်းချုပ်နိုင်တဲ့အနာဂတ်ဆန်တဲ့လက်ပတ်နာရီတွေကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒီအချိန်နဲ့နှိုင်းယှဉ်မယ်ဆိုရင်အရန်ကိုခိရှိပေးခဲ့တာပါ။ဒါပေမဲ့ဒီနေ့ကိုအမြန်ကျော်လိုက်မယ်ဆိုရင် Apple Watch တွေ Smart မျက်မှန်တွေနဲ့တခြား gadget တွေလည်းပုံစံမျိုးစုံရှိလာပါတယ်။ Substance ဖန်တီးခဲ့တဲ့အချိန်တုန်းကအဲ့ဒီပစ္စည်းတွေကစိတ်ကူးရင်ကဘာထဲမှာပဲရှိခဲ့တာပါ။အခုတော့စိတ်ကူးထဲကနေလက်တွေ့ဖြစ်လာခဲ့ပြီလို့ပဲပြောရမှာပါ။ဗန်နာရေးကျက်တဲတွေနဲ့စီးပွားရေးကျဆင်းမှုတွေဗန်ပြက်စင်းမှုနှစ်တွေကနေ stock ဈေးကွက်ပျက်စီးမှုတွေစတဲ့စီးပွားပြက်ကတ်တွေကို The Substance တွေကတကြိမ်တည်းမကခံမှန်းပေးခဲ့ပါတယ်။သူတို့ရဲ့ကလန်ဒါကြရဆိုရင်2025ခုနှစ်မှာစီးပွားရေးကျဆင်းမှုကနေစီးပွားပြက်ကတ်တွေဖြစ်နိုင်တယ်လို့ခံမှန်းထားပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရကမ္ဘာစီးပွားရေးအခြေအနေတွေကလည်းအဲ့ဒီအခင်းကျင်းမှာရောက်နေခဲ့တာပါ။ဒီကိစ္စကိုတော့တကယ်မှန်မှန်ပါစေနဲ့လို့ပဲစူတောင်းရမှာဖြစ်ပါတယ်။ကူးစက်ရောဂါတွေနဲ့ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအကျက်တွေ Substance ပိုင်းတစ်ထဲမှာSpringfield မြို့လေးကိုအရှိတန်းကကူးစက်ရောဂါပိုးတစ်ခုရောက်ခဲ့ပြီးထိမရသိမ်းမြဖြစ်ခဲ့တဲ့ကိစ္စပါနေခဲ့တာပါ။အဲဒီတော့ကကမ္ဘာလုံးရွရွတဲတဲဖြစ်ရတဲ့ကိစ္စတွေသိမရှိသေးပါဘူး။ပလေယောဂါတို့တခြားယောဂါတို့ကူးစက်ယောဂါတွေရှိပေမဲ့ယောဂလက္ခဏာတွေကမတူနေသလိုပြန့်နှံ့မှုကလည်းသိမဆိုးပါဘူး။ဒါပေမဲ့ကိုဗစ်ဖြစ်လာခြင်းမှာ Substance တွေကအတိုင်းဖြစ်ကုန်တာပါ။အရေးကြီးတာက2025မှာအလားတူကိစ္စတွေထပ်ဖြစ်မလာဖို့ပါပဲ။ AI VR လက်ထောက်များဤပညာနဲ့ဖန်တီးထားတဲ့လက်ထောက်တွေရဲ့အကူအညီကိုယူပြီးအလုပ်လုပ်ကြတဲ့ဇက်ဝင်ခန်းများစွာ Substance ထဲမှာပါခဲ့ပူပါတယ်။အခုဆိုရင်လေလူတွေက Siri ဒါမှမဟုတ် Alexa တို့လို AI ဖုန်း software တွေနဲ့အကူအညီနဲ့ပဲနေ့စဉ်ဘဝရဲ့လုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်လာကြပါတယ်။နောက်ကျရင်ဒီတက်ပို့ပြီးတော့အဆင့်မြင့်လာဖို့ပဲရှိပါတယ်။အဲဒီခါကျတော့ပြောဆိုရတဲ့နေရာတွေမကပဲကိုယ်တိုင်ကိုယ်ကျလုပ်ရတဲ့နေရာတွေမှာပါလက်ထောက်တွေထားလာနိုင်တော့မှာဖြစ်ပါတယ်။ဒီတက်ပို့ပြီးတော့တိုးတက်လာရင်တော့မိဖို့ကြောင့်မှကူညီဖို့လက်ထောက်တစ်ယောက်အင်းရှိမှမြောင်းဖို့လက်ထောက်တစ်ယောက်အိတ်ခမ်းနဲ့တန်ရှင်းလုပ်ဖို့လက်ထောက်တစ်ယောက်စတဲ့အထိဖြစ်နိုင်ခြေတွေရှိပါတယ်။ Substance ခံမှန်းပေးခဲ့တဲ့နောက်ဆုံးချက်ကတော့အထွေထူးမဟုတ်ပါဘူး။နေ့စဉ်ပေါ်မှာ AI ကပို့ပြီးလွှမ်းမိုးလာနိုင်တဲ့အထိပါ။မောင်းသူမဲ့ကားတွေခက်ပေါ်ပေါ်မြင်တွေ့လာနိုင်တဲ့ပြင်စာတင်တဲ့နေရာဈေးကူးတဲ့နေရာတွေမှာလည်း AI မှ AI ဖြစ်လာမှာပါနောက်ပြီးတော့ AI နိုင်ငံရေးသမားတွေ AI ဘာသာရေးကောင်းဆောင်တွေပေါ်လာနိုင်ခြေရှိပါတယ်ဒီ2025ခုနှစ်ထဲမှာတွေ့ရမလားဆိုတော့အချိန်ကအဆုံးဖြတ်ပေးလိမ့်မယ်လို့ဝေမျှရင်ဒီဗီဒီယို